Okay ကကျွန်တော်ဒီတကတော့ကျွန်တော်မြန်မာနိုင်ငံကျွန်တော်တို့ player ရဲ့အတွက်တည်တံ့လုပ်ပေးတယ်ကျွန်တော်တို့ browser event လေးတစ်ခုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကကျွန်တော်ဒီ event ကတော့ကျွန်တော်တို့မြန်မာ server မြန်မာ player တွေအတွက်တည်တံ့လုပ်ပေးတဲ့ event ဖြစ်ပါတယ်ကကျွန်တော်ဒီ event မှာဘာတွေရမလဲဆိုရင်ကျွန်တော် skin တွေပါမယ်ကျွန်တော် skin တွေကတော့ကျွန်တော်တို့အစုံပေါ့နော်ကျွန်တော် epic တော့ပါမယ်မထင်ဘူးဗျာနော်ဒီမှာပြတာသူက room မှာလည်းရေးမထားဘူးဆိုတော့ဒီမှာကျွန်တော်မြင်ရတော့ဆိုရင်ကျွန်တော် Mia ရဲ့ကျွန်တော် limited skin တို့ကျွန်တော်နော်elite skin တို့ basic skin တို့ပါမယ်ပေါ့အဲ့ဒါမျိုး diamond တွေပါမယ် t-shirt တွေလည်းပါမယ်အဲ့ဒါပြီးကျွန်တော် magic ဝီမှာလှည့်လို့ရတယ်ကျွန်တော်တို့ save လေးတွေကျွန်တော်တို့အဲ့ဒါတွေလည်းပါမယ်ပြီးကျွန်တော်တို့starlight skin တွေလဲလို့ရတယ်ကျွန်တော်ပိုင်းအောင် Pokemon တွေလည်းပါမယ်เนาะအဲ့ဒါတွေကိုကျွန်တော်တို့ကကန်ကောင်းရင်ရမှာဖြစ်ပါတယ်ကဲပဲကျွန်တော်ဒီမှာကဘာတွေလုပ်ရမလဲဆိုရင်ကျွန်တော်ဒီမှာ test တွေလုပ်ရမှာ test ကတော့ကျွန်တော်တို့ထွေထူးတော့မဟုတ်ပါဘူးဒီ event မှာကျွန်တော်တို့ classic run ကျွန်တော်တပွဲဆော့တာပါမယ်အဲ့ဒါ cash ကကျွန်တော်တစ်ချိန်ရမယ်ပေါ့နော်ဒီကကျွန်တော် cash ရှစ်ပေးအောင်မယ်ပြီးရင်ကျွန်တော်ဒီအောင်မှာ classic run တနေ့ကို3ပွဲဆော့ရတယ်ကျွန်တော် cash ရှစ်တဲ့ကတကရရမယ်ပြီးရင် point ရတမှတ်ရမယ်ပေါ့နော်ဒါကကျွန်တော်တို့နေ့စဉ် daily တက်ဖြစ်ပါတယ် daily တက်ကကျွန်တော်တို့တစ်ခုသတိထားမှာတော့ဆိုကြပါတော့ကျွန်တော်တို့ကဒီမှာ classic run တပွဲဆော့ရထားတယ်ကျွန်တော်တို့က cash ကစမ်းဖို့တစ်ချိန်ရမယ်ကျွန်တော်တို့ကအဲ့ဒါက daily တက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့အဲ့ cash ကကိုမသုံးမိဘူးဆိုရင်နောက်နေ့ကျရင်အဲ့ cash က cancel ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီနေ့လုပ်တဲ့ test ကရတဲ့ point တွေကိုခက်ရှိကန်ဆန်းခွင့်တွေကိုဒီနေ့တိုင်းပြီးသုံးမှာဖြစ်ပါတယ်မသုံးမိဘူးဆိုရင်နောက်နေ့ဆိုရင်တော့အဆင်မပြေဘူးပေါ့နော်သူကအဲ့ဒါတွေကိုကျွန်တော် cancel လုပ်ပြီးတော့ refresh ပြန်လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီနေ့တိုင်းပြီးတော့ကျွန်တော်တို့ကခက်ရှိဖို့လိုတယ်ဒါကကျွန်တော် daily တွေဖြစ်ပါတယ်ဒါကကျွန်တော်တို့ weekly တွေဒါကကျွန်တော်တို့သူကတနေ့ကနေတောက်ကြပါပေါ့နော်ဒီဘက်တွင်းမှာလိုရမယ့် test ဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီဘက်ဘာမှတော့မဟုတ်ဘူး cancel run ကျွန်တော်တို့ဒါကတော့ run ပဲပေါ့နော် cancel တော့မပါဘူးဘိန်းသုံးဘက်ကစားခိုင်းတာဖြစ်ပါတယ်အဲ့တော့ခဲချစ်ကန်ဆန်းခွင့်က2ကြိမ်ရမယ် point ရ2မှတ်ရမယ်ပေါ့ပြီးအောက်မှာတစ်ခုသူက9ဘွဲဆိုရမယ်ခဲချစ်ကန်ဆန်းခွင့်က2ကြိမ်ရမယ် point ရ2 point ရမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့weekly တက်ပေါ့အောက်ကတက်ကတော့ကျွန်တော်တို့တငယ်ချင်းတွေကိုကျွန်တော်တို့ကဒီမှာဂိမ်းထဲကို9ရက်အနည်းဆုံး login မှုတဲ့တငယ်ချင်းကိုခေါ်ရမယ်ပေါ့နော်တူအောင်မြန်မာဖိတ်ခေါ်လို့ရှိရင်ခဲချစ်ကန်ဆန်းခွင့်3ကြိမ်ရမယ် point ရ3 point ရမယ်ပေါ့ဒီအောက်မှာ link ရှိတယ်ကျွန်တော်အဲ့ link ကနေပြီးတော့ကျွန်တော်တို့ကlink ယူပြီးတော့ပြန်ပြီးတော့ဖိတ်ခေါ်လို့ရတယ်ပေါ့point များများအများဆုံးရတာတကယ်ကြီးပြန်ခေါ်တဲ့တက်က point များများရမယ်ခက်ချစ်ကန်ဆန်းခွင့်အချိန်များများပိုးရမှာဒါပေမဲ့သူကနည်းနည်းခက်တယ်အဲ့တော့ကျွန်တော် point နေကျွန်တော်တို့ခက်ချစ်ကန်ဆန်းခွင့်ပိုးပြီးတော့ပေးထားတာဖြစ်ပါတယ်အပေါ်အားလေးကတော့ထုံးစံတိုင်းပဲကျွန်တော်တို့နေစဉ် game ဆော်ရင်းနဲ့သူ့ဟာသူ auto ပြည်သွားမယ်တက်တွေဖြစ်ပါတယ်အဲ့တော့ထွေထူးရောမဟုတ်ဘူးပေါ့နော်ဒီမှာကျွန်တော်တို့ကဒီမှာစိန်ဆိုရင်လည်းကျွန်တော်တို့စိန်1000လောက်ပါမယ်ပေါ့နော်ဒါကကျွန်တော်တို့တယောက်တည်းပေါက်မှာမဟုတ်ဘူးသူကအဲ့စိန်1000ခွဲပြီးတော့ကျွန်တော်တို့ကန်ဆန်းနဲ့လူတွေကိုခွဲပြီးတော့မှဖြစ်ပါတယ်စကင်လည်းပါမယ်ပေါ့နော်ကဲကျွန်တော်ဒီမှာကတော့ဆွမ်းနာပြောသလိုပဲရတဲ့ခဲရှစ်ကန်ဆန်းခွင့်ကတော့ဒီအပေါ်မှာပြထားတဲ့ခဲရှစ်ဒီမှာခဲရှစ်ပြီးတော့ကန်ဆန်းလို့ရတယ်ဒီမှာရတဲ့ point လေးတွေကတော့ဒီမှာကျွန်တော်ဒီမှာပြထားတဲ့ point လေးရှိတယ်ဒီ emote လေးရမယ်ပေါ့နော်ကျွန်တော်တို့ point 20ဆိုရင်ဒီ emote လေးရမယ်ကျွန်တော်တို့ point 40ဆိုဒီ emote ရမယ်ဒါကျွန်တော်မြန်မာနိုင်ငံအတွက်တည်တံ့လုပ်ပေးထားတဲ့ emote လေးတွေပြီးရင်ဘောင်လေးတွေပေါ့နော်ကျွန်တော် point 80ဆိုရင်ဒီပေါင်လေးတွေရမှာပေါ့နော်ဒါကြောင့်မြန်မာနိုင်ငံနဲ့တည်တံ့လုပ်ပေးတယ်ခါလေးဆိုတော့ကျွန်တော်ယူထားတက်ပါတယ်ကဲအဲ့ဒါကျွန်တော်တို့ပထမဆုံးဘာလုပ်မလဲ login ရင်ဝင်ရမှာပေါ့နော် login ရင်ဝင်ရမယ်အပေါ်မှာ login ရှိတယ်ပေါ့ပြီးကျွန်တော်တို့ဒီမှာ Google နဲ့လည်းဝင်လို့ရတယ် Quick Login နဲ့ဝင်လို့ရတယ်ပြီးကျွန်တော်တို့ကုတ်နဲ့လည်းဝင်လို့ရတယ်အဆင်ပြေနဲ့ဝင်လို့ရပါတယ်ကျွန်တော်ကလွယ်ကူကူကျွန်တော်ကတော့ Gmail နဲ့ပဲဝင်လိုက်မှာပေါ့နော်အပေါ်မှာကျွန်တော်တို့ in-game name ပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဟာလေးကို login ဝင်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်ဟိုဟာလေးတွေတက်ခေးစပြီးလုပ်လို့ရတယ်ဆောင်းနာပြောသလိုဘာမှအခက်အခဲတော့မဟုတ်ဘူးအကုန်လုံးเนาะဒီမှာသူပြထားတဲ့ဟာလေးတွေကိုကျွန်တော်ကလုပ်ပြအောင်ပေါ့နော် game design နဲ့ပဲရပါတယ်အဲ့တော့ brother တွေနဲ့ဒီ event မှာလုပ်ချင်တယ်ဆိုတော့သူထွေထူးရလုပ်ချင်တာမလို့ဘူးပေါ့နော်နေ့တိုင်း game ကစားနေတဲ့လူတွေကတော့အဆင်ပြေပါတယ်အဲဒါကြောင့်ဒီမှာကျွန်တော်ဒီနေ့ game ကစားတာဆိုတော့ဒါလေးယူလိုက်အောင်နော်ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော် classic run တပွဲဆော့ထားတာဖြစ်တဲ့အတွက်ကျွန်တော် cache ကန်ဆန်းခွင့်တစ်ချိန်ရယူရဖြစ်ပါတယ်အဲ့ဒါကျွန်တော်တစ်ချက် cache ကြည့်မယ်ပေါ့နော်โอเคဒါကျွန်တော်တို့က point 1 point ရတယ်ပေါ့နော်တခြားဘာမှတော့မပေါက်ဘူး point ရတော့ကျွန်တော်1 point တက်လာတယ်ပေါ့နော်ဒီအတော့ဒီမှာလက်ရှိစုထားသော point များဆိုကျွန်တော်က1 point ရပြီအဲ့လို point လေးတွေစုပြီးတော့ဒီ emote လေးတွေယူလို့ရတယ်လို့ဒီထက်ကကန်ခေါင်းရင်လည်းဆွမ်းပြောတဲ့ diamond နဲ့ skin တွေလည်းဒီ cache ထဲကနေတော့ပေါက်နိုင်တယ်ပေါ့နော်
ကဲကြောင့်ဒီ event ထွေထူးတော့မဟုတ်ဘူးကျွန်တော်အခုလာနေဖြစ်တဲ့အတွက်ကျွန်တော် brother တွေနဲ့ဒီ event မှာပေါင်းဝင်နေတယ်ဆိုရင် in game ရဲ့ကျွန်တော်တို့မေးပေါက်ထက်မှာလည်းဒီ link လေးရှိတယ်ဒါမှမဟုတ်ကျွန်တော်ဒီ video ရဲ့ description မှာ comment ပေးနေမှာ link လေးချပေးထားမယ်အဲ့ကနေဝင်ပြီးတော့လုပ်လို့ရတယ်ဆောင်းပြောသလိုဘာမှထွေထူးတော့မဟုတ်ဘူး run လို့ဘာလို့ဆော့ရုံနဲ့ပြီးမဲ့ကျွန်တော် event လေးဖြစ်ပါတယ်ကဲမြန်မာစာပါမြန်မာ player တွေလုပ်ပေးတာဖြစ်တဲ့အတွက်ဒီမှာပါတဲ့ reward တွေကလည်းကျွန်တော်တို့မြန်မာစာပါတည်တံလုပ်ပေးတဲ့ emote တွေပေါင်းတွေပဲပါတာဖြစ်တဲ့အတွက် brother တွေနဲ့ကန်ဆန်းလို့ရတယ်ကန်ကောင်းအောင်ကျွန်တော် diamond နေလည်းရမယ်ပြီး skin တွေလည်းရတော့ဗောနော်ကဲပြီဒါကြောင့်ကျွန်တော်အခုမှရောက်လာတဲ့မြန်မာစာပါတည်တံလုပ်ပေးတဲ့ event တွေဖြစ်ပါတယ်ကဲစမ်းကြည့်လေကျွန်တော်တို့ဒီ event လာပြီးတော့ကန်ဆန်းကြည့်လို့ရပါတယ်โอเคကဲဗီဒီယိုလေးကဒီလောက်ပါ